ချမ်းမြေ့ရိပ်သာတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအရှင်ဆန္ဒဤဝိပဿနာတရားဒေသနာဘုရားမြတ်စွာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချင်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာသနီဆွန်ញင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအရှင်ဆန္ဒဤဝိပဿနာသာသနာတော်မှာဆန္ဒမထေနှစ်ပါးတွေ့ရတယ်တပါးကတော့ဆန္ဒောဝါဒသုတ်တံမှာလာတဲ့ရှင်ဆန္ဒအဲ့ဒီရှင်ဆန္ဒကတော့ကျမ်းမာရေးမကောင်းမှုကြောင့်ဘဝကြီးကိုညှင်းငွေပြီးဝိပဿနာတရားကျင့်ကြံကြိုးကုပ်အားထုတ်ရင်ကနေနောက်ဆုံးသူကိုယ်သူအဆုံးစီရင်သွားတယ်ပေါ့ဘုရုဇင်တွေဟာယံပယံခါဘဝရဲ့ဒုက္ခကိုမခံနိုင်သည့်အတွက်ကြောင့်တရားဓမ္မတွေဘယ်လိုပဲသိနေနေဘဝကြီးကိုဆုံးသက်ခြင်းတဲ့စိတ်တွေကလွှမ်းမိုးလာတဲ့အခါမှာသူကိုယ်သူဘဝကိုဆုံးစီရင်တယ်ဆန္ဒောဝါဒသုတ်တံအဲ့ဒါလို့သူဘဝအဆုံးမစီရင်ကြီးရှင်သာရိပုတ္တရာတို့ရှင်စုံနာတို့ကသွားပြီးတော့ဖြောင်းပြကြသေးတယ်တရားဟောကြတယ်တရားဟောတော့လေသူ့ရဲ့ဝိပဿနာဉာဏ်တွေကအလွန်ကောင်းတယ်သူကသူလည်းတရားသူတရားမြတ်ရနေတယ်လို့စိတ်ထဲကထင်နေပုံရတယ်ပေါ့ဘဝဒုက္ခကိုမခံနိုင်သည့်အတွက်ကြောင့်နောက်ဆုံးမှာခေါင်းရိပ်တဲ့တင်နှုံသားကိုအသုံးချပြီးတော့သူ့လယ်မျိုးကိုသူ့ဘာသူဓာတ်နဲ့လှီးလိုက်အဲ့ဒီအချိန်မှာနမိတ်တွေထင်းလာတော့သူဟာယဟန္တာမဟုတ်သေးဘူးကြောက်စိတ်ကလေးဝင်လာတာကိုသိလိုက်တဲ့အချိန်မှာပဲအလွန်တရားပြည့်ဝတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီအချိန်လေးမှာသူတတိထားလိုက်တယ်သူအထုတ်တဲ့တရားကိုပြန်ပြီးတော့ဆင်ခြင်စဉ်းစားလိုက်တာနောက်ဆုံးမှာ
အသက်မထွက်ခင်လေးကကလေးမှာဇီဝိတတိတိသမတိတိယဟန္တာအနေနဲ့ယဟန္တာဖြစ်သွားဇီဝိတသမတိတိဆိုတာကိလေသာအာသောတွေကုန်ပြီးတော့ယဟန္တာလည်းဖြစ်ပြီးရောအသက်လည်းဆုံးသွားတယ်ဇီဝိတသမတိတသမတိတဆိုတာအဖြစ်ပြနှစ်ခုဟာခေါင်းချင်းရှင်းလာသလိုပြိုင်တူဝင်လာသလိုဖြစ်တတ်ပေါ့အသက်ဆုံးသွားတာနဲ့ယဟန္တာဖြစ်တာနဲ့အသက်ဆုံးသွားတာဟာပြိုင်တူလိုဖြစ်လာတယ်သို့တော့ပြိုင်တူလိုတော့မဖြစ်နိုင်ဘူးပေါ့စိတ်ကအလွန်လျင်မြန်သည့်အတွက်ကြောင့်အရတ္တမေအရတ္တဖို့ပစ္စဝခန္ဓာဝိထိလည်းပြီးရောမရဏသန္နာဇောနဲ့သုတိစိတ်ကြသွားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဇီဝိတသမတိတိယဟန္တာလို့ခေါ်လိုက်တယ်တေဂဏီဆဲဆဲလေးမှာကပ်ပြီးတော့တရားကိုရှုနိုင်တယ်ဆိုတာတာမန်ဓမ္မအည်အသွေးနဲ့မဖြစ်နိုင်တဲ့အရာတစ်ခုအဲ့တော့သူ့ရဲ့ဝိပဿနာဉာဏ်ကအလွန်ထက်ပြက်ပြီးသားဝိပဿနာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပေါ့ဒါကြောင့်မို့လို့ထူးခြားထက်မြက်တဲ့ဝိပဿနာဉာဏ်ရဲ့စွမ်းအားနဲ့သိခြင်းတရားနဲ့ရင်ဆိုင်ခံလေးမှာကပ်ပြီးတော့ဝိပဿနာအရှိန်တွေတိုးမြင့်လိုက်တာတင်တုံးသားနဲ့လေချောင်းပေါ်တင်ပြီးလှီးလိုက်တဲ့အချိန်ကပုထုဇဉ်ဘဝပဲရှိသေးတယ်တတိတံဝေကရလို့ချက်ချင်းတရားကိုဆင်ញင်လိုက်တဲ့အခါမှာသောတပတ္တိမဲ့သောတပတ္တိဖို့သဂရဂမိမဲ့သဂရဂမိဖို့နာဂမိမဲ့နာဂမိဖို့အရတ္တမဲ့အရတ္တဖို့လို့ဝိပဿနာဉာဏ်အစဉ်စဉ်နဲ့မဲလေးပါဖို့လေးပါဉာဏ်နာဖြစ်တော့ရောက်ပြီးတော့သုတိစိတ်ကြသွားတယ်ပြိဋိဘံဆံသွားတယ်ပေါ့အဲ့ဒီအရှင်ဆန္ဒကတပါးအခုဟောမဲ့အရှင်ဆန္ဒဆိုတာကတော့အားလုံးသိကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တောထွက်တော်မူတဲ့အခါမြင်းတော်ကံအနေနဲ့နောက်ကပါလာဗမာတွေကတော့မြင်းမီဆွဲဆန္ဒလို့ဒီလိုခေါ်ကြတယ်ပေါ့မြင်းမီဆွဲမောင်ဆန်းပေါ့အဲ့တော့မြင်းမီဆွဲဆိုတာကိုကြည့်ပြီးတော့ပကြီးဆရာတွေကလည်းငယ်ငယ်တုန်းကပကြီးဆရာတွေဆွဲထားတဲ့ပုံကိုငယ်ငယ်တုန်းကမြင်ဘူးတယ်ဖះလောင်းကတောထွက်တော့မြင်းမော်စီမြင်းမီဆွဲမောင်ဆန်းကနောက်ကအမီးကြီးဆွဲလို့အဲ့ဒီလိုတော့ဖြစ်နိုင်မယ်မထင်ဘူးနော်နောက်ကမြင်းမီကြီးဆွဲလိုက်လာလို့ကတော့မြင်းကအမြန်ပြေးတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာတော့မဖြစ်နိုင်တကယ်ကမြင်းမီဆွဲဆိုတာမြင်းရဲ့အမီးကိုထိန်းတာနောက်ကနေတနည်းအားဖြင့်မြင်းတော်ခံပေါ့မြင်းကိုထိန်းချောင်းပေးတဲ့ပုဂ္ဂိုလ်ဒီလိုသာဖြစ်တဲ့တယ်ပေါ့မြင်းမီကြီးကိုနောက်ကဆွဲလိုက်ရမယ်ဆိုရင်တော့လမ်းနဲ့ပြုတ်ကြရမှာပဲသိချလို့အဲ့ဒီမြင်းတော်ကမောင်ဆန်းဆန္ဒအမတ်ဟာမြတ်စွာဘုရားနဲ့ဖားဘက်တော်လည်းဖြစ်တယ်ခုခေတ်လိုပြောလို့ရှိရင် PSO ပေါ့မြတ်စွာဘုရားရဲ့ကိုယ်ရေးအတွင်းဝင်လည်းဖြစ်တယ်အရာရာမှာစိတ်ချရတဲ့ခြေတော်မျိုးကျွန်တော်မျိုးအနီးကပ်နေတဲ့ပုဂ္ဂိုလ်ပေါ့တောထွက်တော့လေသူနဲ့နှစ်ဦးတည်းတိတ်တိတ်ထွက်သွားတာပဲလေကန္တကမြင်းကြီးကိုကပြီးတော့ပေးတာလဲသူပဲသူတို့ဆရာတပည့်နှစ်ယောက်ညတကောင်ကြီးတိတ်တိတ်မျိုးကနေထွက်သွားအဲ့ဒီမောင်ဆန္ဒအဲ့ဒီမြင်းမိဆွဲဆန္ဒအမတ်ဟာမြတ်စွာဘုရားအလောင်းတော်6နှစ်တရားကျင့်ပြီးတော့အဲ့ဒီလိုတရားကျင့်တဲ့အချိန်ဘုရားနောက်တော်ကသူပါခြင်းပေမဲ့လို့မပါရဘူးဘာလို့မပါတာလဲဆိုမေတော်ခကြီးတော်တွေကတိတ်ပြီးတော့ဘယ်ရောက်လို့ရောက်သွားမှမသိဘူးဒီလူနှစ်ယောက်ပျောက်သွားတယ်ဆိုရင်တိတ်တောကတွေဖြစ်မှာဆိုလို့သူ့ကိုနေပြီးတော့ပြန်လွတ်လိုက်တာအကျိုးအကြောင်းပြောလိုက်သူ့ကိုပြန်လွတ်လိုက်ပြီးတော့ဘုရားလောင်းတော်ဟာတူဒီရာဇဂိုပြည်ဘက်ကိုထွက်သွားတာဘုဒ္ဓဝိနည်းမှာပါတဲ့အတိုင်းမြင်းမီဆွဲမြင်းတော်ကမောင်ဆန်းဟာကန္တကမြင်းနဲ့တိုင်းပြည်ကိုပြန်ဖို့ရာကန္တကမြင်းကတော့ကံကောင်းကြောင်းမလားလို့လမ်းမှာပဲမြင်းကြီးကသေဆုံးသွားတယ်မောင်ဆန်းတယောက်တည်းပဲပြန်သွားတယ်ပေါ့
နေပြီးတော့ပြန်ရောက်သွားတယ်လို့ပြောနောက်6နှစ်ပတ်လုံးဘုရားလောင်းတော်ဟာတရားဓမ္မအမှန်တရားကိုရှာဖွေရင်းကနေနောက်ဆုံးပြီးအမှန်တရားကိုတွေ့လို့ဘုရားဖြစ်သူရောက်တဲ့အခါဘုရားဖြစ်ပြီး2နှစ်အကြာတစ်နှစ်ကျော်2နှစ်အရာနေပြည်တော်ကိုကပိလဝနေပြည်တော်ကိုသောတော်ရဏမင်းတရားကြီးပင်လျောက်ချက်ရပြောင်းရောက်တယ်အဲ့ဒီနောက်မှာအင်မတန်ရင်းနှီးတဲ့ဒီမောင်ဆန္ဒဟာလဲဘုရားနောက်တော်ကလိုက်သွားပြီးတော့ယဟန်ဘဝရောက်သွားတယ်ပေါ့အဲ့ဒါလို့ယဟန်ဘဝရောက်သွားတဲ့အခါမှာသူ့မှာမာနတွေကသူကမချနိုင်ဘူးလောကလူတွေဒါမျိုးကဖြစ်တတ်တယ်လူတဘာဝလို့ပဲပြောမှာပဲသူကဘာတွေးတာတုံးလို့ဆိုတော့မြတ်စွာဘုရားဟာသူ့ရဲ့အရှင်သခင်ပဲတိဋ္ဌထမင်းသားသူ့ရဲ့အရှင်သခင်ဘုရားကိုလွန်ချစ်ခင်တဲ့တန်ရုပ်စဉ်ကြီးတယ်ဒါကြောင့်မို့လို့အမကံဗုဒ္ဓောဒါငါဘုရားငါပိုင်တယ်အမကံဓမ္မောအမကံအယပုဒ္ဒေနအဘိသမိတော်ငါရဲ့အရှင်သခင်သာသိတဲ့တရားဖြစ်လို့ငါတရားထိုးပိုင်တယ်တန်ဃာတွေကိုသူကမကျေနပ်ဘူးရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တိုင်းတော်ပြည်တော်ပြန်လာတဲ့အခါကျတော့မြတ်စွာဘုရားရဲ့လက်ရဘက်ကရှင်သာရိပုတ္တရာလက်ဝဲဘက်ကရှင်မောက္ကလန်အဲ့ဒီလိုတန်ဃာတွေကဘုရားနာမှာအရာရောက်နေတယ်အရာရောက်အောင်မှာကသူပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကနောက်မှပေါ်ထင်ရွှေကြပင်တွေကလာအရာရောက်နေတဲ့ဆိုပြီးတော့တန်ဃာတွေပေါ်မှာသူကအမြင်မကြည်လင်ဘူးဖြစ်နေတယ်မြင်မကြည်လင်ဘူးဘုရားကိုတော့ငါဘုရားတရားလဲငါတို့တရားပဲတို့ပိုင်တဲ့ပစ္စည်းလို့စိတ်ထဲမှာဆွဲပြီးတန်ဃာတွေပေါ်မှာဘာဖြစ်နေလဲဆိုရင်မက္ခလို့ဆိုတဲ့တန်ခါရဲ့ကျေးဇူးတရားတွေကိုနားမလည်ပဲနဲ့သူကဘာမှကျေးဇူးမရှိဘူးနောက်မှရောက်လာတဲ့ပုံကိုယ်တွေခုမှလူတွင်ကျယ်လုံနေတယ်ပေါ့ခုခေတ်လို့ဆိုရင်တွေးရင်အဲ့ဒါလို့ခုခေတ်မှာခုမှလာပြီးတော့သာရိပုတ္တရာတို့မောက္ကလန်တို့ကလူတွင်ကျယ်လုံနေကြတယ်ပေါ့တောထွက်တုန်းကငါနဲ့ငါအရှင်သခင်တို့နှစ်ဦးတည်းတင်တိတ်တိတ်တော်ရဲသွားကြတာဒီလူတွေကနောက်မှလာတယ်ဆိုပြီးတော့သူစိတ်ထဲမှာမကြေမနက်အမြဲတမ်းဖြစ်နေတာအဲ့ဒါလို့မကြေမနက်အမြဲတမ်းဖြစ်နေတာဟာနှစ်ပေါင်း45နှစ်ကြာတယ်နော်ဖရာတက်တက်တာမှာသူကမကြေမနက်မြတ်စွာဘုရားလည်းချိန်ချိန်ဆုံးပါတယ်မင်းအဲ့လိုစိတ်မထားနဲ့သာရိပုတ္တရာမောက္ကလန်တို့ဆိုတာတကယ်သူတော်ကောင်းကြီးတွေမင်းသူတို့ကိုကြည်ညိုစိတ်မွေးဒီစိတ်မထားနဲ့ဆိုတာရှေ့တော့ပြန်မပြောဘူးပြန်မပြောနားမထောင်ဆိုတာအဲ့ဒီတုန်းကစတာပဲနော်ပြန်တော့မပြောဘူးနားမထောင်ဘယ်လို့မှပြောလို့မရဘူးဖယားအပေါ်မှာငါဖယားတရားပေါ်မှာငါဖယားငါရဲ့အရှင်သခင်ဟာသိတဲ့တရားဆိုပြီးတော့မာနတက်ပြီးတော့တန်ဃာတွေပေါ်မှာမထေလေးစားလုပ်နေတဲ့စိတ်ဓာတ်ဘယ်လို့မှပြောင်းလို့မရအဲ့ဒီစိတ်ဓာတ်မျိုးလည်းမဖြစ်စေသင့်ဘူးတတိထားရတယ်ပေါ့တို့လှုပ်လာတာတို့တီထောင်လာတာဆိုပြီးတော့လည်းအဲ့ဒီစိတ်မျိုးတွေမမွေးစင်ဘူးပေါ့ဒါတွေကနော်တိတ်တတိထားရတယ်ပုထုဇဉ်စိတ်ဆိုတာခက်တယ်အရာခသိမ်းမှာစပြီးတော့လှုပ်လာတဲ့ပုံကိုယ်တွေကနောက်မှရောက်လာတဲ့ပုံကိုယ်တွေပေါ်မှာအမြင်မကြည်တာတွေဖြစ်တတ်တယ်ပေါ့အဲ့ဒါလိုမဖြစ်မိဘူးတိတ်တတိထားရမယ်ပေါ့အဲ့ဒီဒီသန္နယဟန်ဟာမြတ်စွာဘုရားရဲ့တသက်တာမှာဆုံးမဩဝါဒပေးလို့မရဘူးပေးလို့မရဘူးသူလည်းအသက်ငယ်တာမဟုတ်ဘူးလေဘုရားကအသက်80ဆိုသူလည်းအသက်80ပဲရွယ်လူတွေပဲလေဖွားဘက်တော်ဆိုတော့နောက်ဆုံးမှာဘုရားကကုသိနာယုံမှာတက်တော်80ပြည့်တဲ့နေ့မှာပြိဋိဘံဆံသွားပြိဋိဘံဆံသွားတယ်ဆိုတော့သူအာကိုအားထားပြုရမယ့်ပုဂ္ဂိုလ်မရှိတော့ဘူးလေအဲ့ကြမှာယင်ထဲမှာဟာသွားတာဘုရားကလည်းဆုံးမလို့မရဘူးဆိုတော့ရှင်အာနန္ဒာကိုမှားထားခဲ့တယ်သူ့အတွက် special ပြစ်ဒဏ်ပေါ့ဓမ္မဒါနလို့ခေါ်တယ်ကျန်တဲ့ကိုယ်တော်တွေအတွက်မဟုတ်သူ့အတွက်ကိုထားခဲ့ရတယ်ဘာဖြစ်လို့ဘုရားကပြစ်ဒဏ်ချမှတ်ခဲ့တာလဲဆိုတော့သူတရားဓုရမှာမဟုတ်ဘူးဒီစိတ်မစွန့်လွတ်လို့ရှိရင်တရားဓုရမှာမဟုတ်ဒါကြောင့်မို့သူ့ကိုတဏှာလို့
ငါမရှိတဲ့အခါကျတော့သန္တာယဟန်ကိုတန်ဃာတွေကဗျမ္မဒန္တလို့ဆိုတယ်မြတ်သောဒန္တခြင်းအပြစ်ပေးခြင်းပေါ့မြင့်မြတ်တဲ့အပြစ်ပေးခြင်းမျိုးဖြင့်သူ့ကိုပြစ်တင်ဆုံးမခဲ့ပါအပြစ်ပေးပြီးဆုံးမလိုက်ကြပါလို့ဗျမ္မဒန္တနဲ့ဆုံးမလိုက်ပါလို့ရှင်အနန္ဒာကိုမှာတော့အရှင်ဘုရားဗျမ္မဒန္တဆိုတာဘယ်လိုဆုံးမရမှာတော့ဘုရားဆိုသူ့ကိုဂိူးဆိုင်နေနဲ့ဘာမှပြောကြနဲ့မင်းတို့အဖက်လုပ်မနေကြနဲ့သူ့ကိုပြစ်ပယ်ထားလိုက်အဲ့ဒါဗျမ္မဒန္တလို့ခေါ်တယ်သူဘာပြောဘယ်သူကမှသူ့ကိုအဖက်လုပ်ပြီးစကားမပြောတော့ကျင့်လိုက်တာပေါ့နော်အဲ့ဒါဗျမ္မဒန္တမြတ်စွာဘုရားပြိဋိဘံသံဃာနီးမှားထားခဲ့ပြိဋိဘံသံတဲ့အချိန်မှာသံဃာပေါင်း9သိန်းကုသနာယုံကိုတက်ရောက်လာကြအဲ့ထက်မဲ့အကြီးကဲအရှင်မဟာကတ္တဗအဲ့တက်ရောက်လာတဲ့အခါမှာရှင်နန္ဒာကမြတ်စွာဘုရားနောက်ဆုံးမှားသွားတဲ့စကားလေးတွေသံဃာပရိသတ်ထဲမှာတင်ပြတော့သန္တာယဟန်နဲ့ပတ်သက်တဲ့ကိစ္စလေးတစ်ခုတင်ပြထားရှင်ဘုရားတဲ့သန္တာနဲ့ပတ်သက်ပြီးဗြဟ္မဏံပေးရကြလို့ဘုရားနောက်ဆုံးမှားထားခဲ့တာလေးရှိပါတယ်ဒါဖြင့်ဗြဟ္မဏံဘယ်လိုပေးရမှာလို့ဆိုသန္တာပြောချင်ရင်ပြောပါစေလှုပ်ချင်ရင်လှုပ်ပါစေသူ့ကိုမဆုံးမကြနဲ့ကျင်ထားလိုက်ကြတန်ဃာကိုသူကအမြင်မှမကြည့်တာတော့ပြောလို့လည်းနားထောင်မှာမဟုတ်အဲ့ဒါကြောင့်သူပြစ်ထားလိုက်ကြဗုဒ္ဓကမျက်ွယ်ပြုသွားပြီသူအားကိုးတဲ့ဗုဒ္ဓကမျက်ွယ်ပြုသွားအဲ့တော့ဓမ္မနဲ့တန်ဃာပဲကြံတော့တယ်တန်ဃာကသူ့ကိုကျင်လိုက်တယ်ဆိုတော့သူစိတ်ပြောင်းသွားနိုင်တယ်ပေါ့ရသော်ဗျာအဲ့လိုမြင်လို့အဲ့ဒါနဲ့ရှင်အာနန္ဒာကိုပဲရှင်မကတ္တဗတန်ဃာပရိသတ်ကနေတာဝန်ပေးလိုက်တယ်ဗြဟ္မဏံကိုသွားပြီးတော့သန္တာယဟန်ကိုဗြဟ္မဏံချက်မှတ်ဖို့အာနန္ဒာပဲတာဝန်ယူပြီးတော့လို့ဆိုရှင်အာနန္ဒာသန္တာပြိဋိဘံဆံပွဲပြီးလို့တန်ဃာတွေထို့ဤကြွသွားတဲ့အခါကျတော့သန္တာပဲမှာလဲလို့ဘယ်တိုင်းပြည်ကြွသွားတော့ကြည့်လိုက်တဲ့အခါသူကောသံပြည်ဘက်ကိုသူခရီးထွက်သွားသူကအများဆုံးနေတာလဲကောသံပြည်ဘက်မှာနေပုံရတယ်သူကြောင်းလဲရှိပုံရတယ်ကောသံပြည်ပြန်သွားပြီဆိုတော့ရှင်အာနန္ဒာလိုက်သွားတယ်လိုက်သွားပြီးတဲ့အခါကျတော့ရှင်အာနန္ဒာကျတော့သူတို့လဲမင်းသားဆိုတော့လေကပိလပြည်သားချင်းဆိုတော့ရှင်အာနန္ဒာလာတယ်ဆိုရှင်အာနန္ဒာသူနဲ့တွေ့ပြီးတော့ဗျာပြိဋိဘံသံဃာနီးမှာဗြဟ္မဏံပေးလို့မှားထားခဲ့တယ်မင်းကိုဗြဟ္မဏံပေးရလိမ့်မယ်ဆိုဘယ်လိုတော့လို့ဆိုတော့သူကပြောတယ်ငါရှင်သန္တာပြောချင်ရပြောလှုပ်ချင်ရလှုပ်တန်ဃာတွေကဘယ်သူမှဆုံးမဩဝါဒပေးမှာမဟုတ်ဘူးဒီကနေ့ကနေစပြီးတော့အဖက်လုပ်ပြီးဘယ်သူမှစကားပြောမှာမဟုတ်ဘူးဆိုတော့ရှင်သန္တာကစိတ်တွေကြပြီးတော့မူးလဲသွားအဲ့ချင်းတအားတန်ဃာစိတ်ဆင်းရဲသွားတယ်တန်ဃာတွေကသူ့ကိုကျင်လိုက်ပြီဖျားမရှိလို့ဝမ်းနေနေတာကတစ်မျိုးတန်ဃာပရိသတ်ကသူ့ကိုဂရုမစိုက်တော့ဘူးပြောချင်ပြောလှုပ်ချင်လှုပ်တော့မင်းကိုဘယ်သူမှမဆုံးမတော့ဘူးဆိုတန်ဝေကတွေကြီးကျယ်ဖြစ်ပြီးတော့မူးပြီးတော့လဲသွားလောက်အောင်သူစိတ်ဆင်းရဲသွားတယ်ပေါ့အဲ့ဒီအခါကျတော့မှရှင်အာနန္ဒာကိုတောင်းပန်တဲ့အခါရှင်အာနန္ဒာကအဲ့ဒီမှာသူဒီစိတ်ဓာတ်ကိုဆုံးလွတ်လိုက်ပဲဆိုလို့ရှိရင်ဗြဟ္မဏံဟာယုတ်သိမ်းပြီးသားဖြစ်ပါတယ်ပေါ့တန်ဃာတွေပေါ်မှာအမြင်မကြည်လင်တာကိုဒီအတွေးတွေဒီစိတ်နေသဘောထားတွေကိုဆုံးလွတ်လိုက်တာနဲ့တပြိုင်နက်ဗြဟ္မဏံကကင်းလွတ်ပြီးသားဖြစ်တယ်လို့ပြောတော့သူအဲ့ဒီစိတ်ဓာတ်တွေမထားတော့အဲ့ဒီတရားဓမ္မကြိုးစားအထုတ်လိုက်တာဖះလက်ထက်တုန်းကတော့သူကမောင်းမောင်းမာမာနဲ့ငါဖះငါအရှင်သခင်ငါရဲ့အရှင်သားတော်ကသိတဲ့တရားဆိုပြီးတော့ဖះတရားပေါ်မှာသူကမာမာနာတွေတက်ပြီးတော့တန်ဃာတွေပေါ်မှာမလိုမုန်းတာစိတ်နဲ့တရားထုမရအဲ့ဒါဗြဟ္မဏံကနေကင်းလွတ်တော့သူကင်းလွတ်သွားတဲ့အခါမှာမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေကိုကျင့်တယ်ဝိပဿနာဉာဏ်သူကျင့်တဲ့အခါမှာဝိပဿနာဆိုတာဟာကျင့်ပြီလို့ဆိုလို့ရှိရင်သူကဝိပဿနာမှာအခြေခံဉာဏ်နှစ်ခုရှိတယ်ပေါ့ဘာလို့ဆိုရင်နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီအခြေခံဝိပဿနာဉာဏ်နှစ်ခုရှိနံပါတ်1ကဝိပဿနာတရားအထုတ်ပြီးဆိုရင်
ပညာကိုကြော်ပြီးတော့ပရမတ္ထတရားကိုသိမြင်အောင်ရှုနိုင်ဖို့ကဒါအရေးကြီးတယ်ပညာကိုမကြော်နိုင်ပဲနဲ့ယုဒ္ဓမနန္ဒမလို့ဆိုတဲ့ဒါတွေကိုပေါက်ရောက်သိမြင်မှုမရှိဘူးယုတ်တရားနန္တရားကိုမသိမြင်သေးဘူးဆိုလို့ရှိရင်ဒါဝိပဿနာဖြစ်ဖို့ဝေးနေသေးတယ်အာယုံမှာအဲ့ဒါယုတ်နန္ဒမကိုမြင်အောင်ရှင်းဥစွာကြည့်ရမြင်တယ်ဆိုတာဘယ်ကနေကြည့်ရမလဲဆိုလောကမှာလူတွေမှာအစွဲကတတ္တဝါဆိုတဲ့အစွဲငါဆိုတဲ့အစွဲသူတစ်ပါးဆိုတဲ့အစွဲငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့အစွဲတွေကအဘတံမှာဖုံးလွှမ်းပြီးတော့ကာကွယ်ထားသည့်အတွက်ကြောင့်ယုဒ္ဓမနန္ဒမကိုသိမြင်ဖို့တတ္တဝါဆိုတဲ့အတွေးကြီးမှားယွင်းတဲ့စိတ်ထဲကမှတ်သားထားတဲ့တတ္တတင်ညာဆိုတဲ့စိတ်ရဲ့မှတ်သားချက်ကြီးဟာဖြောက်ဖြက်ပြဖို့အမတန်ခဲတင်ညာဝိပ္ပန္နတာလို့ခေါ်တယ်အမှတ်မှားနေတာကြီးကခြေဖြတ်ဖို့တော်တော်ခက်တယ်အမှန်မှားရုံနဲ့မဟုတ်ဘူးစိတ်ထဲကအတိလည်းမှားနေတယ်အတိမှားရုံနဲ့မကဘူးအမြင်လည်းမှားနေတယ်ပေါ့တင်ညာဝိပ္ပန္နတာစိတ်တဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာအဲ့ဒီမှားယွင်းနေတဲ့အမြင်အဲ့ဒါကို hallucination လို့ခေါ်တယ်တော့မဟုတ် perversion hallucination ဆိုတာအယက်သမားတွေအယက်မူးပြီးအယက်ကြောင်းနေတဲ့အခါမှာ hallucination ဆိုဖြစ်တတ်တယ်တစ်ဖက်သားကိုကြည့်ပြီးသူ့ကိုရန်လုံးနေတယ်လို့သူကထင်တာဒါအယက်သမားအယက်ကြောင်းပေါ့နော်အဲ့ဒါလိုပဲပုထုဇဉ်တွေလည်းပဲဝိပ္ပန္နတာအမှားကြောင်းအတိကြောင်းအကြောင်းတွေရှိနေတယ်ယုတ်တရားနန္တရားကိုပဲငါလို့ထင်နေတယ်သူလို့ထင်နေတယ်ယောက်ျားလို့ထင်နေတယ်မိန်းမလို့ထင်နေတယ်အပေါ်ယံပုံလွှာလေးကိုကြည့်ပြီးတကယ်အစ်စ်လို့ထင်နေတာအဲ့ဒါလို့ထင်နေတဲ့အထင်ကြီးတွေကိုပျောက်သွားအောင်တကယ်အစ်စ်ကိုမြင်လာအောင်တကယ်အစ်စ်ဆိုတာလူဆိုတာတကယ်တော့မရှိဘူးတတ္တဝါဆိုတာတကယ်တော့မရှိဘူးဒီယုံနဲ့နာနှစ်မျိုးပဲရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကြီးသိမြင်ပြီးတော့တတ္တဝါဆိုတဲ့အမှတ်မှားမှုကြီးတတ္တဝါရှိတယ်ဆိုတဲ့အတွေးမှားမှုကြီးစိတ်ထဲကအတိမှားမှုကြီးအဲ့ဒါကြီးကိုကြော်လွှားသွားနိုင်ပြီဆိုလို့ရှိရင်ဒါနာမရူပပြိစေတဉာဏ်ဆိုတာရပါမယ်အဲ့ဒီအဆင့်မရောက်လို့ကဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုတာဝေးရှိသေးတယ်ပေါ့ကဲအဲ့ဒီမှာသဘာဝတရားတွေကိုသိပြီဆိုတဲ့အခါမှာဆိုပါစို့ဓာတ်ကြီးလေးပါအလုံးသင်ထားကြသည့်အတွက်ကြောင့်ပထဝီအာဝတေဇောဝါယောကိုယ်ခန္ဓာကိုယ်ထဲမှာဓာတ်ကြီးလေးပါရှိတယ်ဆိုသိအဲ့ဒီဓာတ်ကြီးလေးပါတွေကတဘာဘာကိုပဲကိုယ့်ကိုယ်ငါလို့ထင်နေတာအဲ့ဒါကိုတစ်ခုစီတစ်ခုစီခွဲခြားစိတ်ဖြာပြီးတော့ကြည့်လိုက်တဲ့အခါမှာပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဆိုတဲ့ဓာတ်တဘာဝတွေတစ်ခုစီတစ်ခုစီခွဲလိုက်တဲ့အခါငါဆိုတာမရှိဘူးအဲ့တော့ပထဝီဓာတ်ကိုမြင်တဲ့အခါမှာပထဝီဓာတ်ဆိုတာမာတဲ့သဘောနဲ့ပြောတဲ့သဘောအတုံးခဲဖြစ်နေတဲ့ကက္ခလလက္ခဏာဆိုတဲ့အတိုင်းသူကကက္ခလလက္ခဏာဆိုတာအမာသဘောအမာကံသဘောပထဝီဓာတ်ကပုံသဏ္ဍာန်ကြီးတွေပေါ်နေတယ်ဒီကိုကြည့်လိုက်တဲ့အခါခေါင်းရှိတယ်လက်ရှိတယ်ခြေရှိတယ်ပုံသဏ္ဍာန်ကြီးတွေပေါ်နေတယ်အဲ့ဒီပုံသဏ္ဍာန်ကြီးတွေကိုကြော်လွှားပြီးတော့ဒီခက်မာတဲ့သဘောအမာသဘောပြော့တဲ့သဘောမာမှုပြော့မှုသဘောလေးမြင်လာပြီဆိုလို့ရှိရင်မာမှုပြော့မှုသဘောကနေလွဲပြီးတော့ခေါင်းဆိုတာလည်းမရှိဘူးအယိုးဆိုတာလည်းမရှိဘူးသားဆိုတာလည်းမရှိဘူးဆိုတဲ့ပထဝီဓာတ်ရဲ့သဘာဝလက္ခဏာလေးကိုရှုမြင်ခြင်းဖြင့်ခုနခေါင်းဆိုတဲ့ပုံသဏ္ဍာန်လက်ဆိုတဲ့ပုံသဏ္ဍာန်ခြေဆိုတဲ့ပုံသဏ္ဍာန်တွေကိုကြော်ဖြတ်ပြီးတော့ပထဝီဓာတ်ရဲ့သဘာဝအစစ်မှန်ကိုသိအဲ့ဒါလိုပုံသဏ္ဍာန်ကြီးပေါ်နေအောင်ဘယ်သူကစုစည်းပေးထားတုံးဆိုအာဘောကစုစည်းပေးထားတာကြည့်လေပေါင်မုံလေးတွေဖုတ်ထားတဲ့အခါပေါင်မုံဆိုတာပေါင်မုံမလုပ်ခင်ကဘာတွေတုံးလို့သိလိုက်ဂျုံမုံလေးတွေပဲအဲ့ဒီအမှုံလေးတွေကိုရေလေးနဲ့အချိုးကြဖြောဆလိုက်တဲ့အခါမှာအတုံးခဲလေးတွေဖြစ်အဲ့လိုတုံးလေးဖြစ်အောင်ဘယ်သူကလုပ်ပေးတာလဲဆိုအာဘောကစုစည်းပေးထားတဲ့သဘောဒါကြောင့်မို့စုစည်းမှုသဘောအာဘောလို့ခေါ်လွန်ကဲလာရင်ယိုစီးသွားတဲ့သဘောရှိတယ်သူ
တဘာဝနှစ်မျိုးရှိခုနလိုအတုံးတရံပုံတရံလေးဖြစ်လာအောင်စုစည်းပေးတာအာဘောစုပေးတာခေါင်းတရံဖြစ်လာအောင်ခြေတရံလက်တရံဖြစ်လာအောင်စုစည်းအဲ့ဒီစုစည်းတဲ့သဘောလေးကိုပဲအာဘောလို့ခေါ်လိုက်တဲ့အခါကျတော့ပထဝီပေါ်မှာအခြေစိုက်ပြီးတော့အာဘောဆိုတာစုစည်းပေးထားတယ်အဲ့လိုစုစည်းပေးထားတဲ့တဘာဝတရားကြီးကတဖြည်းဖြည်းရင့်လာအောင်မားလာအောင်ဘယ်သူကလှုပ်တုံဆိုတေဇောကလှုပ်တာအဲ့မားအောင်ရင့်အောင်လှုပ်ပေးထားတဲ့သဘောကြီးကိုဒါတေဇောလို့ခေါ်တာပေါ့တခါအဲ့လိုဖြစ်နေအောင်တခြားတွေနဲ့ရောမသွားအောင်တွန်းကန်ပေးထားတဲ့သဘောလှုပ်ရှားရွေရှားနိုင်တဲ့သဘောအဲ့ဒီသဘောတွေကဝါယောလို့ဆိုဟောတကယ်ကြည့်လိုက်တော့ဓာတ်ကြီးလေးပါစုထားတဲ့ပုံစံပဲဓာတ်ကြီးလေးပါကဖန်တီးထားလို့ပုံစံကြီးပေါ်နေတာပေါ့အဲ့ဒီမှာပုံစံကြီးကိုခြေဖြတ်ပြီးတော့ဓာတ်ကြီးတွေရဲ့သဘာဝတွေကိုကြည့်လိုက်မယ်ဆိုရင်ဒါပထဝီရဲ့သဘာဝလက္ခဏာကကက်ခလမာမှုသဘောပြော့မှုသဘောအာဘောရဲ့သဘာဝလက္ခဏာကစုစည်းပေးတဲ့သဘောယူစည်းတဲ့သဘောအာဘန္ဒနစုစည်းတာနောက်ဒီဇောကခက်မာလာအောင်လုပ်ပေးတဲ့သဘောနော်ရင့်ကျက်လာအောင်လုပ်ပေးတဲ့သဘောဝါယောကတွန်းကန်ပေးထားတဲ့သဘောအဲ့ဒီသဘောတရားလေးတွေကိုမြင်လိုက်လို့ရှိရင်ဒီသဘောဝါလေးသာရှိတယ်လို့ပထဝီရဲ့သဘောအာဘောရဲ့သဘောတေဇောရဲ့သဘောဝါယောရဲ့သဘောလေးတွေမြင်လာတဲ့အခါမှာဒီလိုမြင်တာကိုသဘာဝလက္ခဏာကိုသိတယ်လို့ဒီလိုပြောတာပထဝီကိုမြင်တာသဘာဝလက္ခဏာရှုထောင့်ကကြည့်ရသဘာဝလက္ခဏာဆိုတာ individual characteristic individual characteristic ဆိုပထဝီမှာရှိတဲ့သဘောဟာအာဘောမှာမရှိဘူးအာဘောမှာရှိတဲ့သဘောကပထဝီမှာမရှိဘူးထို့တူပဲတခြားဓာတ်ကြီးသုံးပါးမှာလည်းပဲသူ့သဘောသူပဲအသီးသီးမတူညီတဲ့သဘာဝလေးတွေအဲ့ဒီမတူညီတဲ့သဘာဝလေးတွေကိုအာယုစိုက်ပြီးတော့သိတာပထဝီကိုသိတယ်အာဘောကိုသိတယ်ဝါယောတေဇောကိုသိတယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့တုံးခဲပုံသဏ္ဍာန်ဆိုတဲ့ပညာကိုကြော်ဖြတ်ပြီးတဲ့အခါသဘာဝလေးတွေကိုစိုက်ထိပ်ပြီးတော့သိသွားပြီဆိုရင်ဒါယုတ်ကိုရူပပရိက္ခယုတ်ကိုမှတ်ယူလိုက်နိုင်ပြီပရိက္ခဆိုတာဉာဏ်နဲ့မှတ်ယူလိုက်နိုင်ပြီခါတိုင်းလို့မှားယွင်းမှတ်ထားတာမဟုတ်တော့ဘူးအသိဉာဏ်နဲ့ပိုင်နိုင်မှတ်ယူလိုက်ပြီတကယ်တော့ဒီတရံကြီးကအစစ်မဟုတ်ဘူးပရိယဝတေဇောဝါယောဆိုတဲ့ဒီသဘာဝလက္ခဏာတွေရှိနေတဲ့ဒီရုပ်တရားတွေကသာတကယ်အစစ်ပဲလို့ဆိုတာကိုမှတ်ယူလိုက်နိုင်ပြီထို့တူပဲနာမပရိက္ခအနေနဲ့လည်းပဲဒီအာယုံကိုကိုင်းညွတ်တဲ့သဘောလေးတွေရှိတယ်အာယုံကိုကိုင်းညွတ်လာတဲ့သဘောမှလည်းပဲအတီးအသီးဖတ်တာဆိုတာစိတ်နဲ့အာယုံကိုတွေ့ပေးတဲ့သဘောဝေဒနာဆိုတာစိတ်အာယုံပေါ်မှာအတွေ့အကြုံရသွားတဲ့သဘောခံစားတဲ့သဘောတင်ညာဆိုတာမှတ်တမ်းတင်တဲ့သဘောစသဖြင့်သဘာဝလက္ခဏာလေးတွေတစ်ခုစီတစ်ခုစီသိသွားပြီဆိုရင်ရှုထောင့်ကနေပြီးတော့သိလိုက်တဲ့အခါမှာသဘာဝတရားလေးတွေကိုစိုက်ထိသွားတဲ့အသိတော့နာမပရိက္ခနန္တရားကိုပိုင်ပိုင်နိုင်သိသွားပြီဆိုရုပ်တရားနဲ့နန္တရားခုလိုပိုင်ပိုင်နိုင်သိသွားတာကိုနာမရူပပရိက္ခဒီနာမရူပပရိက္ခနာမရူပပရိစ္ဆေဒဉာဏ်ကိုရလိုက်ပြီဆိုလို့ရှိရင်ခုနတတ္တဝါဆိုတဲ့မှတ်ထားတဲ့မှတ်မှန်းမှုကြီးတွေဟာလုံးဝပျောက်ပြဲသွားတယ်ပျောက်သွားပြီးတော့ရုပ်တရားပဲနန္တရားပဲရှိတယ်ဆိုတဲ့အတိတတ္တပညာကိုကြော်လွှားပြီးတော့ယုံနန္တာလည်းသိတယ်ဆိုတဲ့အတိကလေးဝင်လာလို့ရှိရင်ဘာဖြစ်သွားတော့ဆိုအမြင်စင်ကြယ်သွားတာပေါ့နော်အမြင်စင်ကြယ်သွားအဲ့ဒီဟာကိုအမြင်စင်ကြယ်သွားတာကိုပဲဝိသုဒ္ဓိဘက်မှာနာမရူပနာယာထာဝထတနံဒိဋ္ဌိဝိသုဒ္ဓိနာမလို့ပြောတာနာမရူပနာနာနဲ့ယုတ်တို့ကိုယာထာဝထတနံတကယ်အမှန်တိုင်းသူ့တဘာဝအတိုင်းသိမြင်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ဟာတဲ့ဒိဋ္ဌိဝိသုဒ္ဓိနာမမှားရင်းတဲ့အယူဆတရားကိုတန်ရှင်းအောင်လုပ်ပြီးတော့စင်ကြယ်သွားတာဖြစ်ပါတယ်တတ္တဝါရှိတယ်ဆိုတဲ့အယူဆအတ္တဆိုတဲ့အယူဆမှားရင်းတဲ့အမြင်တွေကိုဖယ်ရှားပြစ်လိုက်နိုင်လို့စင်ကြယ်တဲ့အမြင်တစ်ခုရသွားပါတယ်လို့ဒီလိုပြောဒါဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာအခြေခံအားဖြင့်ယုံ nant ကိုပိုင်ပိုင်နိုင်သိအောင်ရှင်းဥစွာကြိုးစားကြအဲ့ဒါလို့ကြိုးစားပြီးတဲ့အခါမှာဘာလို့ဖို့လိုသေးတုံးဆိုပစ္စယပရိက္ခဟာဒီယုံ nant တွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုပါတွဲဖက်ပြီးတော့သိဖို့လိုတယ်အဲ့ဒါမသိလို့ရှိရင်
ယုံနံတော့မြင်ရဲ့အကြောင်းတရားကိုမသိလိုက်ဘူးဆိုလို့ရှိရင်သူကမပြည့်စုံသေးဘူးမပြည့်စုံသေးတော့တန်တရားတွေနဲ့ဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီယုံနံဓမ္မသင်္ခါရတွေရဲ့ဆိုင်ရာဖြစ်မှုဖြစ်စေတဲ့အကြောင်းတရားတွေကိုပဲပိုင်မနေနဲ့သိသွားပြီဆိုတဲ့အခါကျတော့ပစ္စယပရိက္ခာဉာဏ်ရသွားတယ်ပေါ့အကြောင်းတရားနဲ့ကယုံနံကိုသိတမ္မာန်သိတာမဟုတ်ပထမသိတော့ကတော့ယုံနဲ့နံနှစ်မျိုးတတ္တပညာကိုဖယ်ရှားပြီးတော့ယုံနဲ့နံကိုစိုက်ထိပ်ပြီးသိသွားတယ်သို့တော့အကြောင်းတရားကိုမသိသေးဘူးအကြောင်းတရားကိုပါသိသွားပြီတဆင့်တက်သွားပြီပစ္စယပရိက္ခာဉာဏ်ရသွားပြီဆိုလို့ရှိရင်သူကကင်္ခာဝိတရဏဝိတုဒ္ဓိတန်တရားဖြစ်เสียတွေကိုကြော်လွှားလိုက်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခာဉာဏ်လို့ခေါ်တဲ့ဒီဉာဏ်နှမျိုးဟာဝိပဿနာဉာဏ်ရဲ့ foundation အနေနဲ့အစာဦးဆောင်လို့ရှိရင် foundation ဆိုတာအရင်ချအဲ့ဒါလိုပဲဝိပဿနာဒီအချိန်မှာဖြစ်တာပြက်တာတွေမရှိရသေးတဲ့အချိန်ပဲပေါ့တာမညာလက္ခဏာပဲရှုရမယ်အချိန်တဘာဝလက္ခဏာကိုပဲရှုရတဲ့အချိန်နေတဘာဝလက္ခဏာနဲ့တရားစစ်တရားမှန်ပရမတ်ကိုတွေ့အောင်ကြည့်ရမယ်အချိန်လေးပဲရှိသေးတယ်ပေါ့အဲ့ဒီအချိန်မှာဖြစ်ပြက်သွားလို့ခုံကျော်သွားတာပေါ့အဲ့ဒါကြောင့်မို့လို့နာမရူပပရိစ္ဆေဒဉာဏ်ပြီးရင်ပစ္စယပရိက္ခာဉာဏ်ရင့်တန်အောင်ယောဂီပုဂ္ဂိုလ်တွေကဝိပဿနာအချင်းကိုရှင်းကြအခုဒီသန္နယဟန်ဟာရှန္ဒနာကဗျမရံပေးလိုက်တဲ့အခါမှာတံဝေကတွေဖြစ်ပြီးတော့သူဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာသူနာမရူပပရိစ္ဆေဒဉာဏ်တော့ထိုက်တဲ့တော့သူရတယ်။ဘာမရတော့ဆိုသူပစ္စယပရိက္ခာဉာဏ်ကိုသူမလေးဘူး။မြင်အောင်မကြည့်ဘူးအကြောင်းတရားတွေကိုသူမရှာဘူး။မရှာသည့်အတွက်ကြောင့်သူမသိဘူး။မသိဘဲနဲ့သူဖြစ်ပျက်ကိုကြော်ပြီးတော့ကြည့်။အနိစ္စဒုက္ခအနတ္တဖြစ်ပျက်ကိုကြော်ပြီးတော့ကြည့်။ကြော်ကြည့်တဲ့အခါသူ့ရဲ့ဝိပဿနာတရားအားနည်းနေတယ်။အားနည်းနေတဲ့အတွက်ကြောင့်သင်္ခါရတရားတွေအလုံးချုပ်ငြိမ်းရနိဗ္ဗာန်သူဘယ်လိုမှမတွေ့ဘူးဉာဏ်စဉ်ဟာမတက်ဖဲနဲ့ဖြစ်နေတယ်အဲ့ဒီလိုဉာဏ်စဉ်မတက်တဲ့အခါကျတော့သူဘယ်ရဲ့အဲ့ဒီချိန်မှာတရားထုတ်တဲ့ချိန်ကျတော့ဘယ်မှာရောက်နေတုံးဆိုတော့ဗာရာဏသီပြည်ဣတိပတ္တနတောဗမာတွေကတော့မိဂရာဝံတောလို့ခေါ်ကြတယ်အမှန်တောရဲ့နာမည်ကမိဂရာဝံမဟုတ်ပါဘူးဣတိပတ္တနပါမိဂဒါယဆိုတာကိုကြည့်ပြီးမိဂရာဝံလို့ခေါ်တယ်မိဂဒါယတွေကအများကြီးရှိတယ်ပါဠိစာပေမှာခေမေမိဂဒါယေတို့နော်ဘေဒကလာနိဝလေမိဂဒါယေဘေဒကလာဝဏီမိဂဒါယေမိဂဒါယဆိုတဲ့အဓိပ္ပာယ်ကတားငယ်တိရစ္ဆာန်တွေကိုမဖမ်းရမရှိရဘူးလို့ဘေးပဲပေးထားတဲ့တောလို့ဒီလိုအဓိပ္ပာယ်ရတယ်တောနာမည်ကဣတိပတ္တနာတောဒီလိုပုံမှန်အခုတော့နာမည်ရင်းပြောင်းနေပြီးတော့မိဂရာဝံတွေကအများကြီးပဲဖြစ်နေနော်အမှန်ကဣတိပတ္တနာတောလို့မှတ်တယ်အဲ့ဒီဣတိပတ္တနာတောသည်တားငယ်တိရစ္ဆာန်တွေကိုမတတ်ရမဖြတ်ရလို့ဘေးမဲ့ပေးထားလို့ sanctuary လို့ခေါ် sanctuary ဆိုတာဘေးမဲ့တောကြီးပေါ့ဘယ်တိရစ္ဆာန်မှမတတ်ရမငြင်းဆဲရဘူးလို့ဘေးမဲ့ပေးထားတာဘေးမဲ့ပေးထားတဲ့တောဟာဣတိပတ္တနာတောတစ်ခုတည်းမဟုတ်ဘူးဘေဒကလာဆိုတဲ့တောကြီးလည်းဘေးမဲ့ပေးထားတာခေမဆိုတဲ့တောကြီးလည်းဘေးမဲ့ပေးထားတာစာထဲမှာအဲ့တော့အမှန်မှတ်ရမှာတော့ဣတိပတ္တနာတောလို့မှတ်ရဘေးမဲ့ပေးထားတဲ့ဣတိပတ္တနာတောမှာသူတရားထုတ်တယ်တရားထုတ်ရင်ကနေပြီးတော့တရားမတက်ဘူးသူ့ရဲ့ဝိပဿနာဉာဏ်မတက်ဘူးမတက်တဲ့အခါကျတော့သူကရှင်းတော့ကကြောင်းတကားတွေပိတ်ထားတဲ့အခါမှာတကားဖွင့်တဲ့တန်ကောက်တန်ကြောင်းအကောက်တောကောက်တောပေါက်လို့ပေါ့ခေါ်ရင်ခေါ်လို့ရတယ်ကုံစိကလို့ခေါ်တယ်အဲ့ဒီတကားဖွင့်တဲ့တော့ကြီးတော့တန်ကြီးတန်ကောက်ကြီးကိုကိုင်ပြီးတော့တချောင်းကနေတချောင်းသူဖွင့်ဝင်ပြီးတော့မထေကြီးတွေစီလိုက်ချင်းကပ်ပြီးတော့ရှင်ဘုရားတို့တဲ့တပည့်တော်ကိုဆုံးမကြပါဩဝါဒပေးကြပါဘယ်လိုနည်းနဲ့ကျင့်မှတပည့်တော်ရဲ့ဝိပဿနာဉာဏ်တက်ပြီးတော့တရားထုတရားမြတ်ရမှာလဲလို့ရှင်ဘုရားတို့တပည့်တော်ဆုံးမကြပါဆိုတော့မထေကြီးတွေကသူ့ဘယ်လိုဆုံးမတော့ဆိုရူပံအနိစ္စငါးရှင်ဆန္ဒယုတ်တရားဟာအနိစ္စတဲ့ရူပံအနတ္တယုတ်တရားဟာအနတ္တပဲထို့တူပဲဝေဒနာခံစားချက်ကအနိစ္စနဲ့အနတ္တ
တင်ညာမှတ်သားမှုတွေကလည်းအနိစ္စနဲ့အနတ္တသင်္ခါရလို့ဆိုတဲ့စိတ်ဆော်မှုတွေစိတ်ထဲမှာဖြစ်ပေါ်တဲ့အရာတွေဒါတွေကလည်းအနိစ္စနဲ့အနတ္တဝိညာဏဆိုတဲ့အသိစိတ်တွေကလည်းအနိစ္စနဲ့အနတ္တပဲသဗ္ဗေသင်္ခါရမှန်သမျှဟာလည်းအနိစ္စသဗ္ဗေဓမ္မမှန်သမျှအနတ္တလို့အနိစ္စနဲ့အနတ္တကိုပဲဟောလိုက်ကြတယ်ဘာဖြစ်လို့ဒီကိုယ်တော်ကိုဒုက္ခလို့မပြောတာတော့ဆိုသူကလူခတ်တယ်နော်ခုခေတ်လည်းလူခတ်တရားရှိတယ်ဒုက္ခလို့ထည့်ပြောလို့ရှိရင်သူကဘာပြောမလို့ဆိုဒါဖြင့်ကိုယ်တော်တို့ဒုက္ခရောက်နေတဲ့ကိုယ်တော်ကြီးတွေပေါ့လို့ပြောမှဆိုလို့တဲ့အဲ့ဒါသူ့အကြောင်းသိထားသည့်အတွက်ကြောင့်အနိစ္စနဲ့အနတ္တပဲပြောပြတယ်ကိုယ်တော်တို့ဒုက္ခရောက်နေတဲ့ကိုယ်တော်ကြီးတွေပဲရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကဒုက္ခဆိုရင်ကိုယ်တော်တို့မှာရုပ်ဝေဒနာတင်ညာသင်္ခါရရှိတော့ကိုယ်တော်တို့ဒုက္ခရောက်နေတဲ့လူတွေပဲဒုက္ခတွေကြီးတွေပဲလို့သူကကပ်ပြီးပြောမှာတဲ့အဲ့ဒီလိုမပြောရလေအောင်ဆိုပြီးအနိစ္စနဲ့အနတ္တပဲပြောတယ်ပြောလိုက်တဲ့အခါကျတော့ဟိုတစ်ပါးမေးလိုက်လေဒါဒီတစ်ပါးမေးလိုက်လေဒါပဲဆိုသူဘယ်လိုတွေးတုံဆိုဒါတော့ငါလည်းသိတာပဲရုပ်ဝေဒနာတင်ညာသင်္ခါရတရားတွေကမမြဲဘူးဆိုတာငါလည်းသိနာသင်္ခါရတရားတွေကအတ္တမဟုတ်ဘူးဆိုတာငါလည်းသိတာဟောယောဂီတွေလည်းဒီလိုပဲသိနေကြမှာပဲဘာလို့ဆိုသင်ထားတာလည်းဒီတိုင်းသင်ထားတာသိနေဒီလိုသိမယ်လို့ငါတရားသားကမတက်ဘူးတဲ့ဘာဖြစ်လို့တော့ဘယ်သူများငါ့ကိုတရားသားတက်အောင်ဟောနိုင်မလို့သူစိတ်ထဲမှာတွေးတယ်ငါလည်းသိနာပဲတရားဆိုတာဒီလိုတော့မဟုတ်တော့သေးဘူးစဉ်းစားတော့သူခေါင်းထဲမှာပေါ်လာတယ်ရှင်အာနန္ဒာကတော့ဖះနာလည်းနေတယ်ပိဋကသုံးပုံလည်းကျွမ်းကျင်တယ်ဖះတရားတော်တွေလည်းအများကြီးသိငါနားလည်အောင်ရှင်အာနန္ဒာပြောနိုင်လောက်တယ်ပေါ့ရှင်အာနန္ဒာစီသွားမယ်အခုရှင်အာနန္ဒာဘယ်မှာရောက်နေတော့ရှင်အာနန္ဒာရောက်တယ်ကောသမိရောက်တယ်ဆိုသူတပိတ်ကလေးနဲ့သင်္ကန်းလေးပခုံးတင်တပိတ်ကလေးလွယ်ပြီးတော့ကောသမိပြီပဲတော့လျှောက်ထွက်သွားဟိုရောက်တဲ့အခါရှင်အာနန္ဒာလည်းတွေ့ရောဒီလိုပဲတဲ့သူဣတိပတနာမှာမထေရကြီးတွေစီချင်းကပ်ပြီးတရားမေးတဲ့အခါဟိုကိုယ်တော်ကလည်းသဗ္ဗေသင်္ခါရအနိစ္စဒီကိုယ်တော်လည်းသဗ္ဗေဓမ္မအနတ္တဒါပဲဟောလိုက်တယ်တပည့်တော်အဲ့တော့ငါတွေလည်းငါလည်းသိနေတာပဲဘာဖြစ်လို့ငါတရားမတက်တာတုံးလို့ခုအရှင်ဘုရားစီတပည့်တော်အာကိုတကြီးလာခဲ့တာတပည့်တော်တရားပြပါတဲ့ဝိပဿနာဆိုတာလေတစ်ခါမတက်ဖဲနဲ့လည်းဖြစ်နေတတ်တယ်ပေါ့နော်တပည့်တော်တရားပြပါတပည့်တော်တရားသူတရားမြတ်ရချင်တယ်ဆိုတော့ရှင်အာနန္ဒာကပြောတယ်ငါရှင်သာနာတဲ့အခုလိုစိတ်ရှိတာကခြေနှက်เสียကြီးပဲတဲ့တရားရချင်တယ်ဆိုတဲ့စိတ်ကလေးကခြေနှက်เสียကြီးပဲရမှာပါတဲ့တရားသူတရားမြတ်တွေရမှာပါအဲ့လိုပြောလိုက်တာသူသိဝမ်းသာသွားတယ်ထိုင်မှာသူရှင်းပြမယ်တရားသူရမှာပါလို့ဆိုရှင်အာနန္ဒာကသူ့ကိုဘာတရားဟောပြီးတော့ဆိုနိဒာနဝကတန်ရုပ်ပါဠိတော်မှာလာတဲ့ကိစ္ဆာနဂုတ္တယဟန်ကိုမြတ်စွာဘုရားဟောပြီးတဲ့ဝိပဿနာကမ္မထံတရားပစ္စယပရိက္ခဉာဏ်ကိုဦးစားပေးပြီးတော့ဟောတဲ့တရားဆိုလိုတာတော့ပရိစ္ဆသမုပ္ပါဒ်ပဲနော်အဲ့ဒီဟာကိုဦးစားပေးပြီးတော့ကိစ္ဆာနဂုတ္တသုတ်နဲ့ကိစ္ဆာနဂုတ္တသုတ်ကိုဟောလိုက်တာကိစ္ဆာနဂုတ္တသုတ်ကိုမြတ်စွာဘုရားကဟောတဲ့တရားကိုပဲရှင်သာနာကိုဟောလိုက်တယ်ဟောလိုက်တဲ့အခါရှင်သာနာကအဲ့ဒီသုတ်ကိုနာပြီးတာနဲ့သူကဉာဏ်ဖြစ်သွားတယ်နော်တရားနာလိုက်တဲ့ဉာဏ်ဖြစ်အခုခံဆိုတာလေးကနည်းနည်းလေးနဲ့လည်းခုခံနေတတ်တဲ့အခါတလေတရားသူတရားမြတ်ရဖို့ရအတွက်အသိဉာဏ်ဆိုတော့မရင်ကျက်သေးလို့ရှိရင်လည်းရှေ့တိုးလို့မရတာမျိုးလည်းရှိတယ်တခါတရံကျတော့တခုတစ်စုံတစ်ခုကခန်းနေလို့ရှိရင်လည်းတရားသူမရဘူးအဲ့တော့အထက်ကရာကမှတ်ချက်ရေးထားတယ်ရှင်သာနာရဲ့ဝိပဿနာဘာဖြစ်နေလဲဆိုရင်ရှင်သာနာဟာနာမရူပပရိစ္ဆေဒဉာဏ်နဲ့ရထားပြီးပစ္စယပရိက္ခဉာဏ်အကြောင်းကိုသူပိုင်နိုင်မစင်စားဘူးတဲ့ပိုင်နိုင်သိအောင်မလုပ်ဘူးတဲ့ပစ္စယပရိက္ခမှာဉာဏ်မရဘဲနဲ့အိဋ္ဌဒုက္ခအနတ္တရှေ့တက်နေလို့သူဟာပြန်ကြနေတာတဲ့ရှေ့တက်လို့မရဘူးဖြစ်နေတယ်တဲ့ထက်ကရာဆရာကြီးကအဲ့လိုမှတ်ချက်ချတာပစ္စယပရိက္ခဉာဏ်မရသည့်အတွက်ကြောင့်သူ့ရဲ့ဝိပဿနာဟာအားပြော့နေတယ်အားပြော့နေသည့်အတွက်ကြောင့်ရှေ့တိုးလို့မရဘူးပေါ့ဒုဗ္ဗလဝိပဿနာအစွမ်းမထက်တဲ့ဝိပဿနာအားပြော့နေတဲ့ဝိပဿနာ
အဲ့ဒီအားပြော့နေတဲ့ဝိပဿနာနဲ့အနတ္တလို့ဆင်ញင်စဉ်းစားလိုက်လို့ရှိရင်ဘာဖြစ်သွားတာလဲဆိုသင်္ခါရတရားတွေအလုံးဓမ္မတွေဟာအနတ္တပဲလို့ဆင်ញင်စဉ်းစားလိုက်တဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုအဲ့ဒါအနတ္တဆိုရင်ငါပဲနဲ့လုံလို့ငါပဲရောက်သွားတော့ကြောက်လာသင်္ခါရတရားတွေကိုတုံညလို့မြင်လိုက်လို့ရှိရင်ဒီမှာကြောက်သွားတတ်တဲ့စိတ်ရှိတတ်တယ်အနတ္တသဘောတရားဟာအတ္တမရှိဘူးငါဆိုတာလည်းမရှိဘူးငါပိုင်တာလည်းမရှိဘူးသင်္ခါရတရားတွေပဲဆိုတဲ့အမြင်ဟာခိုင်ခိုင်မာမာမမြင်လို့ရှိရင်အနတ္တစဉ်းစားလိုက်တာနဲ့ဒီပိုင်းနဲ့လူဟာကြောက်လန့်သွားတတ်တယ်ထိတ်လန့်တုန်လှုပ်သွားတတ်တယ်ဒါဖြစ်တတ်တဲ့ဝိပဿနာဉာဏ်မရင်ကျက်သေးလို့ရှိရင်အဲ့ဒီအခြေအနေမျိုးကိုရောက်သွားတတ်တယ်ပေါ့ရောက်သွားနိုင်တယ်သူလည်းပဲအဲ့ဒါမျိုးဖြစ်တာဘာဖြစ်လို့တော့ဆိုလို့ရှိရင်သူကသင်္ခါရတရားတွေကိုအနိစ္စလို့ဆင်ញင်လိုက်လို့ရှိရင်သင်္ခါရတရားတွေပျက်စီးသွားတာတွေကိုမြင်နေရတယ်ပေါ့ခရသဘောတွေကိုပိုင်ပိုင်နေနေသိသွားအနိစ္စလို့ဆင်ញင်လိုက်တခါသင်္ခါရတရားတွေကိုဒုက္ခလို့ဆင်ញင်တဲ့ဝိပဿနာဉာဏ်ဖြစ်လို့ရှိရင်သင်္ခါရတရားတွေကကြောက်စရာကြီးပဲလို့အမှန်တန်ကြောက်စရာကောင်းတဲ့အရာပဲဆိုတာမြင်သွားတယ်တဲ့တခါသင်္ခါရတရားတွေကိုအနတ္တလို့ဆင်ញင်လိုက်တဲ့အခါကျတော့သင်္ခါရတရားတွေကိုတုံညဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးဆိုဝိပဿနာဉာဏ်ထက်သန်တဲ့ပုဂ္ဂိုလ်ကတော့ဘာမှမရှိတာဟာငြိမ်းတယ်လို့ထင်တယ်ဟိုလူကြတော့ဘာမှမရှိဘူးဆိုကြောက်သွားတယ်အဲ့ဒါအိမ်တောင်မှကိုတယောက်တည်းနေခန်းထဲမှာညဒီနာဟာဘယ်သူမှမရှိဘူးဆိုကြောက်သွားတယ်ဟုတ်လားကြောက်တယ်ကြောက်တတ်တဲ့လူဆိုပိုးဆိုးသေးတယ်နော်ကိုတယောက်တည်းမှာရှိအိမ်ကလူတွေတယောက်မှမရှိဘူးငါတယောက်တည်းဆိုလန့်ကုန်အဲ့လိုပဲသင်္ခါရတရားတွေကိုတုံညလို့ရှုလိုက်တာတဲ့ဒီပြိုင်နဲ့သူကလန့်ဖြန့်ပြီးတော့ထိတ်လန့်တုန်လှုပ်သွားတယ်အဲ့ဒါဝတ္ထုအနေနဲ့မှတ်တမ်းလေးတစ်ခုရှိတယ်ပေါ့တီဟိုကျောင်းအနုရဒပူရမြို့လောဟပါတာရလို့ဆိုရယ်မဟာဝိဟာရတွေကလောဟပါတာရခြေပြတ်တတ်ပေါ့မှာတိပိဋကသုလနာဂဆိုတဲ့မထေရအနတ္တတရားကိုဟောကြားပြီးတော့တုံညရဲ့သဘောတွေကိုရှင်းပြနေတဲ့အခါပုံနာကြီးတယောက်ကတရားဝဲမှာလာတရားနာအေးတဘာဝတရားမှန်သမျှအနတ္တပဲဘာမှမရှိဘူးတုံညပဲတုံညဆိုတဲ့သဘောကဘာလို့ဆိုရုပ်နာကလွဲလို့ဘာမှမရှိဘူးရုပ်နာထဲမှာအာကိုးစရာတစ်ခုမှမရှိဘူးတုံညဆိုတဲ့အဓိပ္ပာယ်ဘာမှမရှိတော့ပြောဘာမှမရှိဘူးဆိုတာရုပ်လည်းမရှိဘူးနာလည်းမရှိဘူးပြောတာမဟုတ်ဘူးရုပ်နာထဲမှာအာကိုးစရာငါလို့ထင်မှတ်စရာသူလို့ထင်မှတ်စရာဘာမှမရှိဘူးလို့ဒီလိုပြောတယ်အဲ့ဒီတုံညနဲ့ပတ်သက်ပြီးတော့လည်းပဲမဟာယာနတွေရဲ့အတွေးခေါ်ဘာဆိုဘာမှမရှိဘူးဆိုတဲ့အတွေးခေါ်မျိုးတွေးပြီးတော့တုံညကိုပုံစံတစ်မျိုးနဲ့ဟောနေတာလည်းရှိသေးတယ်နာဂချုနာဆိုတဲ့အိန္ဒိယနိုင်ငံကခေါင်းဆောင်ယဟန်တစ်ပါးသူကအဲ့ဒီမှာမတ္တယမိကကာရိကဆိုတဲ့ကျမ်းရေးတဲ့အခါမှာတပ္ပံတုံညာအားလုံးကဘာမှမရှိဘူးလို့သူကပြောသူကပရိစ္ဆေသမုပ္ပါဒ်ကိုယဉ်ညွန့်ပြောတာပါလို့လည်းပြောတယ်သူတုံညာကဘာလို့ဆိုရင်အဝိဇ္ဇာနဲ့သင်္ခါရဆိုရင်သင်္ခါရရှိလို့ဒါအဝိဇ္ဇာလို့ရှိရတာတဲ့သင်္ခါရမရှိဘူးဆိုဝိဇ္ဇာလည်းမရှိဘူးပေါ့သူပြောခြင်းနဲ့တုံညာအဲ့ဒီဟာမျိုးနော်တခုနဲ့တခုထောက်ထားပြီးတော့ဒါရှိနေတာပေါ့အဝိဇ္ဇာရှိလို့သင်္ခါရရှိတယ်သင်္ခါရရှိလို့ဝိဇ္ဇာရှိတယ်ပေါ့အဝိဇ္ဇာကိုထောက်ပြီးသင်္ခါရလို့ပြောတာသင်္ခါရကိုထောက်ပြီးဝိဇ္ဇာလို့ပြောတယ်ဥပမာဘာနဲ့တူတုံးနဲ့သူကရှင်းပြသားနဲ့အဖေသားကိုထောက်ပြီးတော့သူ့ကိုအဖေခေါ်တာအဖေကိုထောက်ပြီးတော့သူ့ကိုသားလို့ခေါ်တာပေါ့တယောက်ဖယ်လိုက်ရင်ရှိပါအောင်မလားရှိဘူးလေသားမှမရှိပဲသူကလောလောအဖေဖြစ်မှာဒါသမီးနဲ့တော့ဖြစ်နိုင်တာပေါ့ဒါသားဆိုတာတခုပြောပြတာနော်သူမှအဲ့တော့အဖေနဲ့သားဆိုတဲ့စကားနှစ်ခုဟာတစ်ခုဖယ်လိုက်ရင်မရှိတော့တစ်ခုဖယ်လိုက်ရင်ကြံတဲ့တစ်ခုကမရှိနိုင်အဲ့တော့နှစ်ခုပေါင်းမှသူကရှိလို့ရတယ်ပေါ့အဖေရှိလို့သားရှိတယ်သားရှိလို့အဖေရှိတယ်ပေါ့ဒီသဘောကိုသူကပြောတာလေအကြောင်းနဲ့အကျိုးဒါနာဂသုနာရဲ့တုံညမြတ်စွာဘုရားဟောတဲ့တုံညအဲ့ဒါမျိုးမဟုတ်ဘူး
မြတ်စွာဘုရားဟောတဲ့တုံညာကစက္ခုဘိက္ခွေတုံညာအတ္တိနာဝအတ္တနိယနာမျက်စိလေးကတော့စက္ခုပ္ပတာရယုတ်ဆိုတာယုတ်အနေနဲ့ပရမတ္ထအနေနဲ့ရှိတယ်သိနိုင်တယ်သဘာဝတရားတစ်ခုပဲစက္ခုပ္ပတာရဆိုတာရှိတယ်အဲဒီစက္ခုပ္ပတာရဟာအတ္တမဟုတ်ဘူးအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးအတ္တလည်းမဟုတ်ဘူးအတ္တနိယလည်းမဟုတ်ဘူးဒါကြောင့်မို့စက္ခုပ္ပတာရသည်တုံညာလို့မြတ်စွာဘုရားဟောတယ်အိမ်တအိမ်မှာလူမနေဘူးဆိုလို့ရှိရင်ဒါအဲ့ဒီအိမ်ဟာတုံညာကာရဘယ်သူမှမနေတဲ့အိမ်ကြီးပေါ့အဲ့တော့အိမ်ကတော့ရှိတာပေါ့အိမ်ထဲမှာလူမရှိတာပြောတာထို့တူပဲစက္ခုပ္ပတာရတော့ရှိတာပေါ့မရှိတာဘာတော့ဆိုရင်စက္ခုပ္ပတာရအတ္တဆိုတာစက္ခုပ္ပတာရထဲမှာမရှိဘူးသို့မဟုတ်ဒီစက္ခုပ္ပတာရလေးဒီအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးဒီလိုဆိုလို့လေအဲ့ဒါမြတ်စွာဘုရားဟောတဲ့တုံညာအဲ့လိုသင်္ခါရတရားတွေကိုတုံညာလို့မြင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်သွားတော့ဆိုထိတ်လန့်တုန်လှုပ်သွားတယ်အဲ့တုံညာသဘောတွေကိုဟောပြောရတဲ့အခါမှာခုနကတရားပွဲမှာလာပြီးတော့နာတဲ့ပုံနာကြီးတယောက်ကလန့်သွားတယ်ဒီတရားနာပြီးတော့လန့်သွားတော့ဟာဘာမှမရှိဘူးလို့ပြောတယ်ဒါဖြင့်ငါအိမ်ကငါသားတွေရောငါသမီးတွေရောဘယ်လိုလုပ်မလို့မရှိတော့ဘူးဆိုပြီးတော့အဲ့ဒါတရားပွဲကနေထပြေးတဲ့အိမ်ကိုထပြေးပြီးတော့အိမ်ရောက်တဲ့အခါသူ့သားလေးကိုပွေ့ချပြီးတော့အမလီတဲ့တက်ကြယဟန်နေရဲ့တရားကိုနာလိုက်တာငါတုံညငါဘာမှမရှိတော့ဘူးဆိုပြီးတော့ငါလန့်လိုက်တာပေါ့လေငါလည်းမရှိတော့ဘူးငါသားလည်းမရှိတော့ဘူးဆိုပြီးတော့သူလန့်လိုက်တာလို့အဲ့ကြတော့မှပြောတဲ့အဲ့ဒါလို့ရှင်ဆန္ဒဟာလည်းအဲ့ဒီပုံစံမျိုးဖြစ်သွားတယ်ပေါ့သဘာဝတရားကိုသဘာဝတရားလို့မမြင်မဲနဲ့ခုနကအတ္တနဲ့ဆက်ဆက်ပြီးတော့သင်္ခါရနဲ့ဆက်ဆက်ပြီးတော့မတွေးတတ်တော့ဝိပဿနာဉာဏ်ကမရင်သေးတဲ့အခါအဲ့ဒါလို့ဖြစ်တယ်တဲ့အဲ့ဒီမှာရှင်အာနန္ဒမထေရမြတ်ကကိစ္ဆနာဂုတ္တသုတ်ကိုကိုးကားပြီးတော့အကြောင်းတရားနဲ့အကျိုးတရားကိုရှင်းပြီးတော့ပြလိုက်တယ်ရှင်းပြလိုက်တဲ့အခါဘလို့စပြီးကိစ္ဆနာဂုတ္တယဟန်ကိုဟောပုံလေးအကျဉ်းချုပ်လေးကဘာတော့ဆိုမြတ်စွာဘုရားကကိစ္ဆနာဂုတ္တယဟန်ကိုဟောတယ်အေးလောကကြီးဟာတတ္တဝါတွေဟာအမြဲတမ်းဒီနှမျိုးပေါ်တစ်ခုခုပေါ်မှာမှီးနေကြတယ်ပေါ့သူတို့ရဲ့အတွေးတွေစိတ်ရဲ့အတွေးတွေအမြင်တွေဟာဒီနှမျိုးပေါ်မှာမှီးတယ်ပေါ့နှမျိုးတည်းကတစ်ခုခုမှီးတယ်ဘာတော့ဆိုအဋ္ဌိတာနဲ့နတ္ထိတာသဘာဝတရားတွေဟာသာဝရရှိနေတယ်အတ္တကြီးဟာသာဝရရှိနေတယ်ဆိုတဲ့အတွေးပေါ်နဲ့အတ္တကြီးဟာသာဝရမရှိတော့ဘူးဆိုတဲ့အတွေးသာဝရရှိတယ်ဆိုတာနဲ့သာဝရမရှိဘူးဆိုတဲ့အတွေးအဋ္ဌိတာသာဝရရှိနေတယ်ဆိုတဲ့သဘောကဘာတော့ဆိုရင်တတ္တရဒိဋ္ဌိမြန်မာလူမျိုးတွေဟာများသောအားဖြင့်တော့ဥစ္စေတာဒိဋ္ဌိတဲ့တိတ်မလဲဘူးတတ္တရဒိဋ္ဌိပဲလဲတယ်ပမာတယ်950ဇတ်တို့ဘာတို့ဖတ်ရင်ကနေပြီးတော့ဟောဒီဘဝနေဟိုဘဝနေဆိုတဲ့အတွေးတွေနဲ့နော်ဒီဘဝသေသွားလို့ရှိရင်ဘယ်ဘဝဖြစ်တယ်ဆိုတဲ့အဲ့ဒီသေသွားလို့ရှိရင်ဖြစ်တယ်ဆိုတာဘယ်သူတုံးလို့မေးလို့ရှိရင်တော့ဒီဘဝကအသက်ကလေးကထွက်သွားပြီဟိုဘက်ဝင်စားတဲ့အောင်ဒီလိုတွေဖြစ်လာတရားအမှန်ကိုမသိလို့ရှိရင်ဒီဘဝကသေသွားရင်လက်ပြကောင်လေးကထွက်ပြီးဟိုဘဝဝင်စားတယ်စကားမှလည်းအဲ့လိုပဲပြောတယ်လူဝင်စားဆိုပြီးတော့နော်reincarnation ဆိုအပြောနဲ့အတွေးအသိဟာတခါလေကြာရောထွေးသွားတတ်တယ်ပေါ့အပြောကတော့ပြောလို့ရတယ်တကယ်ကတော့ဝင်စားတာပါတခုမှမရှိဘူးဒီဘဝတွေမှာရှေ့ကချုပ်သွားပြီးမှနောက်ကဖြစ်တာဒီဘဝတွေမှာဒီဖြစ်လိုက်ပြက်လိုက်နဲ့အစင်နဲ့သွားတာဆိုတော့ဘယ်သူကသွားဝင်စားမှာတော့ဖြစ်သွားတာဝင်စားတာမှမဟုတ်တာပဲအဲ့တော့ဒါသဘာဝတရားတွေကိုဝိပဿနာဉာဏ်ရှင်းရှင်းတန်တန်နဲ့မကြည့်နိုင်ဘူးဆိုလို့ရှိရင်ဒီအတွေးဟာဖြောက်ဖို့လွယ်တဲ့အတွေးမဟုတ်ဘူးပေါ့ဒါကြောင့်မို့သာဝရရှိနေတယ်ဆိုတဲ့အတွေးဟာတန်မြာထဲမှာငါနိဗ္ဗာန်မရမချင်းရှိနေတယ်ဆိုတဲ့အတွေးလေးဟာရှိနေတော့တတ္တရဝါဒဝင်လာတတ်တယ်အဲ့လိုမဟုတ်ရင်ဆန့်ကျင်မဲ့အတွေးတစ်ခုကဘာလာတော့ဆိုရင်အေးသေးသွားရင်ပြီးတာပဲနောက်ထပ်ဖြစ်เสียမရှိဘူးဆိုရုပ်ဝါဒသမားတွေလို့ဥစ္စေတာဒိဋ္ဌိအတွေးလည်းရှိတယ်ပေါ့အဲ့တော့လောကကြီးဟာအဲ့ဒီအတွေးနှစ်ခုပေါ်မှာမှီပြီးတော့နေတယ်တဲ့အဲ့ဒီတော့အကြောင်းတရားကိုသိပြီးအကြောင်းတရားရှိရင်ဖြစ်လာတဲ့ဆိုတာကိုသိလောကသမုဒယဖြစ်ကြောင်းတရားကိုမြင်လိုက်တာနဲ့တပြိုင်နက်နော်
ထာဝရမရှိတော့ဘူးဆိုတဲ့ဥစ္စေတာဒိဋ္ဌိအတွေးဟာမရှိနိုင်တော့ဖြစ်မှုကိုမြင်အောင်ခြိတာဒီယုံနာဟာပြတ်သွားပြီးရင်နောက်အကြောင်းတစ်ခုရှိရင်ဖြစ်လာအကြောင်းတစ်ခုရှိရင်ဖြစ်လာသည့်အတွက်ကြောင့်ဒီယုံနာဟာထာဝရမရှိတော့တာမဟုတ်ဘူးအကြောင်းရှိလို့ရှိရင်ဖြစ်နေဥမာဆိုတဲ့အတွေးကိုရအဲ့ဒါဆိုလို့ရှိရင်ခုနတုန်းကနတ္ထိတာဆိုတာကိုဖယ်ရှားနိုင်တယ်ပေါ့နောက်ယုတ်တရားနံတရားတွေရဲ့ဖြစ်ပြီးပြတ်သွားတဲ့និရောဓသဘောလေးကိုဆင်ញင်စဉ်းစားနိုင်လို့ရှိရင်တော့ထာဝရရှိနေတယ်ဆိုတဲ့တတ္တရအတွေ့ကိုလည်းဖယ်ရှားနိုင်တယ်တဲ့မြတ်စွာဘုရားအဲ့ဒါကြောင့်မို့လို့ဖြစ်ခြင်းဖြစ်မှုကိုလည်းမြင်အောင်ကြည့်ရမယ်ပြတ်သွားမှုကိုလည်းမြင်အောင်ကြည့်ရမယ်ဖြစ်ခြင်းအကြောင်းတရားကိုလည်းမြင်အောင်ကြည့်ရမယ်ပြတ်ခြင်းအကြောင်းတရားကိုလည်းမြင်ရမယ်ပရိစ္ဆေသမုပ္ပါဒ်မှာဣမသမိန်တတိဣဒံဟောတိဣမတုပ္ပါဒဣဒံဥပ္ပစ္စတိဒါရှိလို့ဒါရှိတယ်ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအကြောင်းရှိနေရင်ဖြစ်အောင်မှာပဲဆိုတဲ့အတွေးဟာထာဝရပြတ်သွားတယ်ဆိုတဲ့ဥစ္စေရဒိဋ္ဌိကိုဖယ်ရှားနိုင်တာပေါ့ဩထာဝရမရှိတာမဟုတ်ဘူးဆိုတာကောင်းကောင်းကြီးသိသွားတယ်ပေါ့နောက်ဣမသမိန်အာတတိဣဒံနာဟောတိဒါမရှိဘူးဆိုရင်ဟိုဟာမရှိဘူးဣမတနိရောဓဣဒံနိရောဓစတိဒါချုပ်ရင်ဟိုဟာချုပ်သွားတယ်ဆိုတာကိုကြည့်လိုက်ထာဝရရှိနေတယ်ဆိုတာလည်းမဟုတ်ဘူးဆိုတာကိုသိသွားတယ်ပေါ့အဲ့တော့ထာဝရရှိနေတာလည်းမဟုတ်ဘူးထာဝရနောက်ထပ်မဖြစ်တော့တဲ့ထာဝရချုပ်ငြိမ်းသွားတာဆိုတာလည်းမဟုတ်ဘူးဒီနှစ်ခုဟာဥစ္စေရနဲ့တတ္တရဆိုတဲ့အတ္တနဲ့ပတ်သက်ပြီးတော့ဒီနှစ်ခုဖယ်ရှားပြစ်နိုင်တာလို့မြတ်စွာဘုရားကိစ္ဆနာဂေါတယဟန်ကိုဒီလိုရှင်းပြီးတော့ပြအကြောင်းနဲ့အကျိုးရှင်းပြနောက်လည်းလို့ရှင်းပြရုံနဲ့မကဘူးနောက်တစ်ခုကဘာလို့ဆိုရင်လောကကြီးဟာတဲ့ယုံနာတရားတွေပေါ်မှာချင်းကပ်နေကြတယ်ဘာနဲ့ချင်းကပ်တုံးဆိုတော့တဏှာအမြင်နဲ့ချင်းကပ်တယ်ဒိဋ္ဌိအမြင်နဲ့ချင်းကပ်တယ်ဧတံမမဆိုတဲ့တဏှာအမြင်နဲ့ချင်းကပ်တယ်ဣသောမိအတ္တဆိုတဲ့ဒိဋ္ဌိအမြင်နဲ့ချင်းကပ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်အဟံမမအဟံဆိုတာကိုအတ္တဆိုတာနဲ့တွဲရမမဆိုတာအတ္တနိယနဲ့တွဲရမယ်ဆိုဒိဋ္ဌိအမြင်နဲ့ချင်းကပ်တယ်ယုတ်တရားနံတရားတွေကိုတဏှာအမြင်နဲ့ချင်းကပ်တယ်ဒိဋ္ဌိအမြင်နဲ့ချင်းကပ်တယ်ဟုတ်တယ်ပေါ့ဘုန်းကြီးတို့တွေဟာဘာပဲမြင်လိုက်တဏှာအတွေးနဲ့တွေးတယ်ဒိဋ္ဌိအတွေးနဲ့တွေးပါအဲ့ဒါဟာဥပယလို့ခေါ်တယ်အဲ့ဒီရုပ်ပဲပြင်းပြင်းဝေဒနာပဲတွေ့တင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရဲ့တစ်ခုတွေ့တိုင်းဟာတဏှာအတွေးဒိဋ္ဌိအတွေးတွေနဲ့ချင်းကပ်နေတယ်ဒါငါပဲဒါငါဟာပဲဆိုတဲ့အတွေးတွေနဲ့ချင်းကပ်နေတယ်ဥပယအဲ့ဒီအတွေးချင်းကပ်မှုအတွေးကြီးဟာဘလောက်ထိအောင်ဆွဲမြဲတုံးဆိုတတ္တဝါတွေတစ်ခုလုံးကိုချုပ်နှောင်ထားတာတဲ့ဝိနိဗ္ဗာန်ထိမ့်ချုပ်တာရုံမထွက်နိုင်ဘူးလူတွေကဒီအတွေးကဘလို့မှရုံမထွက်နိုင်ဘူးတာမန်ဝိပဿနာဉာဏ်နဲ့ရုံမထွက်နိုင်ဘူးတဲ့အဲ့ဒါတွေရုံထွက်နိုင်အောင်ဝိပဿနာကျင့်တယ်ကိုကျင့်တာလို့ဒီလိုပြောအဲ့ဒါလို့တဏှာအတွေးဒိဋ္ဌိအတွေးတွေနဲ့ယုတ်တရားနံတရားတွေကိုအစစ်မမြင်အောင်ချင်းကပ်တော့ဘာဖြစ်လာတော့ဆိုဥပါဒါနဆွဲလန်းမှုတွေဖြစ်လာတယ်အဲ့ဒီဆွဲလန်းမှုကလည်းပဲနှောင်ဖွဲ့ထားတာတခုတဲ့အဲ့ဒီလိုဆွဲလန်းထားတဲ့ဟာတွေကနှောင်ဖွဲ့ထားတဲ့အခါကျတော့စိတ်ထဲနှလုံးထဲမှာဘာတွေပဲတွေးမိနေတယ်ဆိုလို့ရှိရင်ဟုတ်လားအဟံငါပဲမမငါပဲဆိုဒီအတွေးပဲတွေးနေတယ်အဲ့ဒီအမြင်ပဲမြင်နေတယ်အဲ့ဒါကိုအဘိနိဝေဒလို့ခေါ်တယ်ဟောယုတ်တရားနံတရားတွေကိုငါပဲငါဟာပဲဆိုတဲ့ဒီနှလုံးသွင်းမှုကြီးဟာလည်းပဲတတ္တဝါတွေပေါ်မှာလွှမ်းမိုးချုပ်ကင်ထားတာကြီးပဲတဲ့နော်လောကကြီးဟာရေပုံရအဖြစ်တဏှာအမြင်နဲ့ခန္ဓာ၅ပါးကိုချင်းကပ်တယ်ဒိဋ္ဌိအမြင်နဲ့ချင်းကပ်တယ်တဏှာဒိဋ္ဌိနဲ့ယုတ်တရားနံတရားတွေကိုဆွဲလန်းနေတယ်တဏှာအတွေးဒိဋ္ဌိအတွေးတွေအမြဲတွေးနေတယ်အဲ့ဒါတွေနဲ့ချုပ်နှောင်ခံထားရတယ်တဲ့အဲ့ဒီချုပ်နှောင်ခံထားရတဲ့ဟာတွေကိုနော်ဖယ်ရှားဖို့လိုတယ်ပေါ့အဲ့ဒီလိုဖယ်ရှားနိုင်ဖို့ကြတော့ဘာတုံးဆိုသူကရူပံဘိက္ခွေအနိစ္စံယတနိစ္စံတန်ဒုက္ခံယံဒုက္ခံဒရဏတ္တဆိုသမ္မပညာယဓာတ်ထဖန်ဆိုတဲ့အနတ္တလက္ခဏာတုတ်ထဲရလို့ပဲရုပ်ကိုအနိစ္စလို့မြင်အောင်ကြည့်ရမယ်အနိစ္စလို့မြင်အောင်ကြည့်လိုက်လို့ရှိရင်ထိုအနိစ္စသဘောတရားအမြဲနှိမ့်ဆက်နေတဲ့ဒုက္ခဆိုတဲ့သဘောပေါ်လာလိမ့်မယ်အဲ့ဒီဒုက္ခဖြစ်ရင်ဒီကိုပြန်ဆင်းရဲညှင်းဆဲနေတဲ့အရာတခုကဘလို့မှအတ္တမဖြစ်နိုင်ဘူးဆိုတာတွေကိုလည်း
မြင်လာနိုင်တယ်တဲ့အဲ့တော့ငါရဲ့အတ္တဆိုတဲ့စိတ်ထဲမှာတွေးနေတာမတွေးတော့ဘဲနဲ့ဘယ်လိုမြင်လာတော့ဆိုဒုက္ခမေဝဥပ္ပစ္စမာနာဥပ္ပစ္စတိဒုက္ခံနိရောဓမာနာနိရောဓတိတဲ့။အော်ဒုက္ခကြီးဖြစ်လာပြီးတော့ဒုက္ခကြီးပဲဒုက္ခတက်တက်ပဲဖြစ်လာတာပဲချုပ်သွားတာကလည်းဒုက္ခတက်တက်ပဲငါလို့ပြောစရာလည်းတခုမှမရှိဘူးငါလို့ပြောစရာလည်းမရှိဘူးဒုက္ခလို့ကိုယ်နဲ့မဆက်ဆက်ဖက်နဲ့ဒုက္ခလို့တက်တက်မြင်လာသင်္ခါရလို့မြင်လာတယ်သင်္ခါရတက်တက်ပဲကိုယ်နဲ့ခွာသွားနိုင်တယ်ခွာလိုက်နိုင်သည့်အတွက်ကြောင့်ငါသားငါသမီးဆိုတာတွေမတွေးသည့်အတွက်ကြောင့်ခုနပုံနာကြီးလို့လည်းကြောက်လန့်တာမရှိတော့ဘူးလေသူ့ဝိပဿနာဉာဏ်ကရှင်းတက်အဲ့တော့မြတ်စွာဘုရားကဒုက္ခမေဝဥပ္ပစ္စမာနာဥပ္ပစ္စတိရုပ်ဝေဒနာသင်ညာသင်္ခါရတွေဖြစ်တယ်ဆိုတာဒုက္ခဖြစ်တာတဲ့တုတ်တန်နေတဲ့မှာလည်းရှင်းရှင်းလေးဟောတာယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောရုပ်ရတာဘာရတာတုံးတော့ဒုက္ခရတာတဲ့ဘုန်းကြီးတို့တွေကတော့ဒုက္ခရတယ်လို့မထင်ဘူးဒုက္ခရလာတယ်လို့ပဲထင်တာအမြင်ချင်းကမတူဘူးပေါ့ဝေဒနာရတာဘာရတာတော့ဒုက္ခရတာတင်ညာရတာဘာရတာတော့ဒုက္ခရတာသင်္ခါရရတာဖြစ်လာတဲ့များတွေဟာဘာတွေဖြစ်တာတော့ဆိုဒုက္ခဖြစ်တာပဲတဲ့အဲ့တော့ချုပ်သွားလို့ရှင်လေဒီဒုက္ခပဲချုပ်တာငါချုပ်တာမဟုတ်ဘူးအဲ့ဒါလို့ခန္ဓာကိုယ်နဲ့သာဝရတွေးပြီးတော့မှားလာတဲ့အမှားကြီးနဲ့မတွဲပဲနဲ့ဒုက္ခတက်တက်တာလည်းဖြစ်ပြီးဒုက္ခတက်တက်တာလည်းချုပ်တယ်လို့ဆိုတာဟာဘယ်တော့မှတန်တရားမရှိတော့ဘူးယုံမှတွေးတော်မှုလည်းမရှိတော့ဘူး။ဩသဘာဝတရားတွေဟာသူတိုင်းသူ့ဘာသူဖြစ်နေတာပါလားဆိုတဲ့အသိဉာဏ်လေးရလာပြီ။အဲ့ဒီရလာတဲ့ဝိပဿနာဉာဏ်ကမှတကယ်တမ္မာဒိဋ္ဌိဝိပဿနာဉာဏ်ဖြစ်ပြီးတော့ခုနကသင်္ခါရတရားတွေကိုလည်းခွာနိုင်တယ်။သင်္ခါရတွေသာဖြစ်ပြီးသင်္ခါရတွေသာချုပ်တယ်ဆိုတဲ့အမတန်ရင့်ကျက်လာတဲ့ဝိပဿနာဖြစ်လာ။အဲ့ဒါလို့မြတ်စွာဘုရားဟာတပ္ပံအဋ္ဌိအကုန်လုံးရှိနေတယ်ဆိုတဲ့အတွေးကိုလည်းဖယ်ရှားလိုက်တယ်အကုန်လုံးဟာအကုန်လုံးသာဝရရှိနေတယ်ဆိုတဲ့အတွေးကိုလည်းဖယ်ရှားရမယ်သာဝရမရှိတော့ဘူးသာဝရချုပ်သွားတယ်ဆိုတဲ့အတွေးကိုလည်းဖယ်ရှားဆိုလိုတာသတ္တရဒိဋ္ဌိကိုလည်းဖယ်ရှားဥစ္စေတဒိဋ္ဌိကိုဖယ်ရှားပြီးအဲ့ဒီအစွန်းနှစ်ဖက်မရောက်တဲ့တရားကိုဘုရားကအလယ်လန်းကနေခေါ်ပါတယ်အဲ့ဒီအလယ်လန်းကဟောတယ်ဆိုတာဘာလဲဆိုခုနအကြောင်းနဲ့အကျိုးတွေပါပရိစ္ဆသမုပ္ပါဒ်ပဲဒါရှိလို့ဟိုဟာရှိတယ်ဒါဖြစ်လို့ဟိုဟာဖြစ်တယ်ဒါချုပ်ရင်ဟိုဟာချုပ်မယ်ဒါချုပ်သွားလို့ဟိုဟာချုပ်ရတယ်ဟောအဲ့ဒီ၄ချက်ကိုပရိစ္ဆသမုပ္ပါဒ်မှာအကျယ်ပြောတော့အဝိဇ္ဇာပိစ္ဆယသင်္ခါရသင်္ခါရပိစ္ဆယဝိညာဉ်ဒီတဲ့အချင်းချုပ်ပြောလိုက်လို့ရှိရင်ဒုက္ခသမုဒယရှိလို့ဒုက္ခရှိနေတာဟောဒုက္ခသမုဒယမရှိရင်ဒုက္ခမရှိဘူးဆိုတယ်ဒီသစ္စာတွေကဒီနှစ်ခုကိုဒုက္ခនិရောဓဂามိနိပฏิပဒါဆိုတဲ့မေဃသစ္စာကိုလေ့ကျင့်ယူပြီးတော့မိမိတဏ္ဍာမှာကြီးထွားလာအောင်ဆောင်ရွက်ခြင်းဖြင့်တကယ်ဒုက္ခនិရောဓလို့ဆိုတဲ့သင်္ခါရတရားတွေချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဒါကမှဝိပဿနာဉာဏ်အစစ်ရှင်းတန်လာနိုင်တယ်ဆိုတာကိုရှင်အတ္တရှင်သန္တာကိုရှင်အာနန္ဒမထေရမြတ်ကကိစ္ဆနာဂေါတတုတ်ကိုရှင်းပြလိုက်တယ်အဲ့လိုလဲရှင်းပြလိုက်ရောတရားနာရင်တရားနာရင်လည်းသူသဘောတွေအကုန်ပေါက်သွားပြီးတော့နောက်ဆုံးသုံးညဆိုတာသင်္ခါရတွေပဲငါနဲ့ဘာမှဆက်ဆက်တာလည်းမရှိဘူးဘာဥစ္စာလည်းမဟုတ်ဘူးသဘာဝတရားတက်တဲ့သူကသူဖြစ်ပြီးသူကသူပြက်နေတာပါလားလို့ခွာပြီးတော့ကြည့်နိုင်တဲ့အနေအထားမျိုးဝိပဿနာဉာဏ်ရင့်သွားတဲ့အခါမှာမဲ့လေးတန်ဖုံလေးတန်အစဉ်စဉ်တက်ပြီးဝိပဿနာဉာဏ်ရင့်တန်လို့ယဟန္တာဖြစ်သူရောက်သွားပါတယ်အဲ့ဒါမောင်ဆန္ဒရဲ့အရှင်ဆန္ဒရဲ့ဝိပဿနာကျင့်ဟာရှင်အနန္ဒာကတိမှတ်ပေးလိုက်တဲ့အတွက်ကြောင့်သူယန္တာဖြစ်သူရောက်သွားတယ်တဲ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့ပါလေရှင်သန္တာမထေရရဲ့ဝိပဿနာကျင့်စဉ်ရှင်အနန္ဒာမထေရမြတ်ရှင်းပြတဲ့အတိုင်းနာမရူပပရိစ္ဆေရဉာဏ်ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်တစ်ခုရင့်တန်အောင်ကြိုးပမ်းအားထုတ်ပြီးတော့အနိစ္စသင်္ခါရတရားတွေကိုအနိစ္စလို့ရှုမြင်ခြင်းဖြင့်သင်္ခါရတရားတွေအကုန်ဆုံးသွားမှုကိုမြင်လာနိုင်တယ်သင်္ခါရတရားတွေကိုဒုက္ခလို့ရှုခြင်းဖြင့်သင်္ခါရတရားတွေကကြောက်မဲ့ဖွယ်ဝေးရအဖြစ်မြင်လာနိုင်တယ်သင်္ခါရတရားတွေမှာအတ္တအတ္တနိယဆိုတဲ့အရာတွေမပါသည့်အတွက်ကြောင့်တုံညလို့ရှုခြင်းဖြင့်သင်္ခါရတရားတွေဟာတုံညအနေနဲ့အနတ္တလို့ရှုခြင်းဖြင့်သင်္ခါရတရားတွေဟာအတ္တအတ္တနိယမရှိတဲ့တုံညပဲလို့ဒီလိုထင်ရှားလာခြင်းဖြင့်သဘာဝတရားတွေပေါ်မှာရှုမြင်သုံးသပ်ခါ
ဝိပဿနာဉာဏ်ရင့်တန်လာပြီဆိုရင်ထိုဝိပဿနာဉာဏ်ရဲ့အကျိုးဆက်အနေနဲ့နိဗ္ဗာန်ကိုမြင်တွေ့နိုင်တဲ့မဉ္ဇဉ်ဘုံဉာဏ်တွေကိုရောက်ရှိကြမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဝိပဿနာဉာဏ်ရင့်တန်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာသင်္ခါရတရားတွေအလုံးဆုံးလွတ်ရာဖြစ်တဲ့နိဗ္ဗာန်ကိုကိုယ်စီကိုယ်ငါတွေ့ရှိကမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း